ကျွန်တော်တက်တော့မိတ်ဆွေတွေ200ကျော်ပါကားရမလဲမေးလို့ဒီမှာနော်အပလက်လေးဝယ်ထားတယ်ကျွန်တော်ဘယ်မောင်းလေးနဲ့ဒီမှာဖရင်လေးတွေလာတယ်ဖရင်လေးတွေအော်စေးဖြစ်တယ်ရိုးစစ်တိုက်ခိုက်တိုးတိုက်မပါဘူးသိလားနော်ကျွန်တော်200ကျော်ပါကားရမလဲခဏမေးနေလို့ချေချာလေးတွေကတော့တန်ကြီးတွေနည်းနည်းလေးတော့ပါတယ်အတိုးတိုက်တော့ကျွန်တော်အာမခံတယ်ဒီမှာမိုက်တယ်မစိုးဘူးဗျ200ကျော်နဲ့3ကျော်တယ်ဗျနော်2014နော်မော်ရီယာလဲအလာရှာလာတော့မဟုတ်ဘူးနော်လိုချင်တဲ့ဆိုဒီကောင်လေးကျွန်တော် profile မှာဖုန်းနံပါတ်တင်ထားတယ်ကျွန်တော်ကဈေးမပြောတာမဟုတ်ဘူးနော်ကားတိုင်းကိုကျွန်တော်ဈေးပြောတယ်နော်ဒီမှာ2014နော်ကျွန်တော်ကားတိုင်းကိုဈေးပြောတယ်ဘာလို့ဈေးမပြောရလဲဆိုကျွန်တော်ဒီကောင်လေးလိုအပ်တာလေးလုပ်ပြီးသွားရင်တစ်ဈေးအခုလက်ရှိဒီပုံစံတိုင်းယူမယ်ဆိုတစ်ဈေးမလို့ကျွန်တော်ဈေးမပြောတာနော်ကားလေးတော်တော်ကောင်းတယ်နော်အော်ဈေးကြံလေးတွေပြောရမှာပဲအော်ဈေးကြံလေးရယ်နော်ဒီမှာဒီတကားလေးဆိုဒါအော်ဈေးတွေဒီမှာကြည့်လိုက်နော်အော်ဈေးတွေကြံသေးတယ်ဖရိန်နေလဲအော်ဈေးတွေဖရိန်နေလဲအော်ဈေးတွေဒီမှာကြည့်တယ်နော်အော်ဈေးအော်စပေါ့နော်အဲ့ဒါတို့ဘဝကိုစမယ်ဆိုလို့ရှိရင်200ကျော်လေးနဲ့ဒီလိုကားလေးတွေစနော်ပြန်ရောက်လဲမြတ်တယ်ဒါလေးနော်ဒီကောင်လေးရှိမယ်နော် H နံပါတ်နဲ့နော်တတန်းတော့ဒီကောင်ကတစ်နှစ်ပဲပေးတာဆိုတော့8လလောက်တော့ကြံအောင်မယ်နော်2014နော်နီနဲ့မိတ်တူအောင်လာအောင်နီနဲ့မိတ်တူအားလုံးကင်းတယ်နော်ဝယ်ပြီးတော့လို့ရှိရင်တော့လက်တင်တစ်ခါတန်းတုံလို့ရတယ်ဗျာနော်300ကျော်လဲ300ကျော်လေးနဲ့ဂျပန် brand ကို model အမြင့်စီးကျင်တဲ့ picket ထဲဆိုဒီကောင်လေးရှိမယ်နော်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်